ရှင်ကျော်အိဆာတရားမဟိဒီစေခိုင်းတော်ခိုင်းမြတ်ကြီးပညာအားခံယူထားကြသောပညာညီကိုမောင်နှမများနဲ့တကွမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ရှင်ကျော်ဆရာကြီးအဖဆရာကြီးဦးသိန်းစောထွန်း၏တားတပည့်ရှင်ကျော်ဆရာဦးကိုကိုစံမဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ရဲ့အဖဆရာကြီးဦးသိန်းစောထွန်းခေါ်ပညာသင်ရွှေတိုးမှရွှေညိုပညာခံယူထားကြသောပညာသင်ညီကိုမောင်နှမများအတွက်တည်တင်တည်ထိုက်သောဗဟုသုတများဝေမျှထားခြင်းကိုကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမများဗဟုသုတရရှိစေလိုခြင်းကကြံလည်၍ဝေမျှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကိုTikTok Messenger နဲ့ပြောမိထားတာလေးရှိပါတယ်။ဘာမိထားတာလဲဆိုတော့ဆရာတဲ့သူပညာယူထားတာ session နဲ့လောက်ရှိပါပြီတဲ့။ဝန်ထမ်းဖြစ်တဲ့အတွက်လေ့လာမှုအားနည်းလို့ဆရာကိုအကူအညီတောင်းတာပါတဲ့။သူ့ရဲ့ညီငယ်လင်မယားပေါ့နော်။အဲ့ဒီကလေးမှာညဆိုလို့ရှိရင်တဲ့လက်ပြီးអော်နေပါတယ်တဲ့။ကလေးကလက်ပြီးអော်တော့ပေါ့။အဲ့ဒါဟိုတဲ့ရေစင်ရေမန်းနဲ့ဥသားလို့ရပါသလားတဲ့ဘယ်လိုလုပ်ရပါမလဲဖြေကြပေးပါဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့ပညာသင်တွေအတွက်ကျွန်တော်ဖြေပေးပါမယ်ကလေးတွေအဲ့ဒီလိုမြတ်ဘက်လက်ပြီးអော်တယ်ဆိုတော့ကျွန်တော်တို့ကအကြောင်းတရား၃မျိုးစဉ်းစားပါနံပါတ်1မိဘတွေကမြတ်ဘက်မှာစားစရာတွေပေါ့နော်အဲ့လိုစားစရာတွေကိုအိမ်ကိုယူလာတဲ့အခါမျိုးမကျွတ်မလွတ်တဲ့တရေသက်စီတွေကစားခြင်းလို့လိုက်လာတဲ့အခါမျိုးတွေမှာလည်းကလေးတွေကလန့်ပြီးတော့အောင်ငိုတတ်ပါတယ်။နံပါတ်2အနေနဲ့မိဘတွေမှာပယောဂဆက်ရှိနေရင်လည်းအဲ့ဒီပယောဂဆက်တွေကြောင့်ကလေးကလုံးမဆိုးဘူး။အောင်ငိုတာမျိုးတွေဖြစ်တတ်ပါတယ်။နံပါတ်3ချက်ကတော့ကျွန်တော်တို့ကလေးတွေတန်ငယ်နာဖြစ်ရင်လည်းအဲ့ဒီလိုအောင်ငိုခြင်းတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကအဲ့လိုကြုံလာပြီဆိုလို့ရှိရင်နံပါတ်1အနေနဲ့အဲ့ဒီကလေးရဲ့မိခင်နဲ့ဖခင်ကိုကျွန်တော်တို့သေချာအရင်စစ်ဆေးရအောင်စစ်ဆေးကြည့်ပြီးရင်မိခင်ဖခင်တွေမှာဘာမှမရှိဘူးဆိုလို့ရှိရင်အဲ့ဒီကလေးစီကဆက်ကိုဆွဲပြီးတော့မိခင်ဒီမှာတစ်ခါထပ်ဆက်ပါအဲ့လိုစစ်တဲ့ခါကျရင်ကလေးစီမှာအဆွဲရှိနေလဲဆိုလဲပေါ်ပါလိမ့်မယ်မိခင်ဖခင်တွေမှာဘယောဂရှိတယ်ဆိုရင်လည်းပေါ်လာပါလိမ့်မယ်အဲ့လိုပေါ်လာတဲ့အခါမျိုးမှာကြာရင်ကျွန်တော်တို့ကုထုံးအစစ်စစ်နဲ့ကုသပါအကယ်၍အဲ့ဒီလိုလည်းမဟုတ်ဘူးကလေးမှလည်းဘာဆွဲမှမရှိဘူးမိခင်ဖခင်တွေမှလည်းဘာဆွဲမှမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသက်ဆောင်လက်ပြကျုပ်ကျိုးနဲ့လည်းကျွန်တော်တို့ကုသလို့ရပါတယ်ကလေးတငယ်နာချတာပေါ့သက်ဆောင်လက်ပြကျုပ်ကျိုးပြုလုပ်မယ်ပြုလုပ်ပြီးကျွန်တော်တို့ကသစ္စာဆိုမှာသစ္စာဆိုပြီးတော့ကလေးကဘာနေလဲဒီနေ့ကလေးသာသမီရဲ့ဘုရားကဘာနာနာမှာရှိတဲ့ဒီတငယ်နာတွေမှန်သမျှချက်ချင်းကင်းစင်လွတ်ပြောက်နေတော့သက်ဆောင်လက်ပြကျုပ်ကျိုးတောင်းပြီးတော့ကလေးကိုအမိတ်ပြန်ချီပေးလိုက်မယ်ဆိုရင်အဲ့ကလေးကတတ်တာသွားပါလိမ့်မယ်ကျေးဇူးတင်ပါတယ်